ဧပြီလ30ရက်ညနေ4နာရီခွဲကအုတ်ကံမြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခဖြစ်စဉ်များယခုအခါမှာတည်ငြိမ်အေးချမ်းသွားပြီဖြစ်ပါတယ်။ဖြစ်ပွားခဲ့တဲ့အကြောင်းရင်းကိုမြန်မာရုံမြင့်တန်ကြားရန်ကုန်မြို့မှာအခုလိုသတင်းပေးပို့ထားတာကိုတင်ပြလိုက်ပါတယ်။ရှင်ပုံညကိုကြီးမနေ့ကဘယ်လိုဖြစ်နေတာလဲတကယ်တော့ပြပြမနေ့က9နာရီခွဲမှာပဲဆိုင်နေထွားဟိုလက်ဝင်တိုက်တပည့်ကအောက်ပြုတ်ကြအောင်ကိုရောတကောအောက်ရဲဆုံးနေကိုပြန်ထည့်ပေးတာအဲ့ဒါမရဘူးလေအခုရှိရင်တော့ပြလိုက်တယ်ပတ်စံဟိုကိုကစားပတ်စံကိုချီတာချီပေါ်ပတ်စံ3000ပြလိုက်ပြီးတော့ခေါ်တာတပည့်ကိုစေးတယ်စေးပေါ်အဲ့တော့ရေးရရောက်လာစကန်ခေါ်စကန်ရောက်မှတောင်းမှန်တာတောင်းမှဖုန်းကြီးရောက်လာတောင်းဆရာတို့ရောက်လာအဲ့မှာဆရာတော်ကပြန်တော့ရပြီလေဆိုတော့ပြင်ထွက်တဲ့အချိန်မှာဆက်လက်ပြီးအုတ်ကံမျိုးပြန်လည်တည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ခဲ့မှုပေါ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီးတပ်လွင်ကအခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်။စုပေါင်း300နဲ့400ကြားမှာကျွန်တော်အခြားဆင်ရောဟိုအောင်ဆို400ဝန်းကျင်လောက်နေတာဒီအုတ်ကံမျိုးဒီပေါင်းဝန်းကျင်တွေအလုံးလုံခြုံရေးလက်ရှိဆောင်ရနေတာပေါ့နော်အဲဒီလိုဆောင်နေတဲ့ခါကျတော့လက်ရှိအခြေအနေကတော့မနေ့ကအခြေအနေနောက်ဆုံးဟိုလောက်တဲ့အခြေအနေကနေဒီနေ့အထိအခုချိန်ထိပေါ့နော်လက်ရှိအခြေအနေကတော့ဒါဟိုအေးချမ်းတော့ရှိနေတယ်ဒါပေမဲ့မနေ့ကတော့ကျွန်တော်တို့ဒီမှာမီးလောင်ဆုံးရှုံးမှုတွေဖြစ်တဲ့ခါကျတော့ကျွန်တော်တို့တိုင်းဦးစီးမှုဦးသိန်းထအောင်တို့ကျွန်တော်ဒီကနေဆက်တွယ်ပြီးတော့မှပြောတဲ့အချိန်မှာသူတို့ဒီဟိုပါပေါ့ကယ်ဆယ်ရေးပစ္စည်း100 unit စာပေါ့100 unit စာတော့ဒီနေ့မနေ့ကျွန်တော်တို့ဒီဟိုဟာလောက်ရောက်ပါတယ်9နာရီကျော်လောက်ရောက်ပါတယ်9နာရီကျော်လောက်ရောက်ပြီးတော့မီးလောင်ဆုံးရှုံးတဲ့အိမ်တွေကိုသူတို့ဒီနေ့ပဲတိုင်းကထွေအုပ်ကကျွန်တော်တို့ဟိုပေါ့တိုင်းထွေအုပ်ရေကျွန်တော်တို့ဟိုတိုင်းဒေသကြီးအစိုးရဖွဲ့ကလူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်းနဲ့နော်ဒီခုနတိုင်းထွေအုပ်ကဦးတန်းအောင်တို့ဒီမှာရှိတဲ့တက်ဆိုင်ရာမြို့နယ်အုပ်ချုပ်မှုရပ်ကျေးအုပ်ချုပ်မှုတွေနဲ့အဲ့ဒီမီးလောင်ဆုံးရှုံးတဲ့အိမ်တွေကိုလိုက်ပြီးတော့မှသူတို့လိုက်ပေးနေပြီပေါ့နော်ပေးနေပြီဆုံးရှုံးမှုတံမိုးတွေတော့သူတို့တွက်နေတယ်ပေါ့တွက်နေပြီးလို့ရှိရင်သူကတော့ဆုံးရှုံးမှုတံမိုးတွေတော့တွက်နေတော့မယ်အခုချိန်ထိတော့မရသေးဘူးဒီမှာကတော့ကျွန်တော် comment control လေးနဲ့ခက်တာပေါ့နော်ဟိုရွာတွေရဲ့အနေအထားတနေရာနဲ့တနေရာသွားလမ်းမဆက်တုံမှုခက်တယ်မိသားကဝင်လို့မရဘူးနောက်တစ်ခါကျတော့ချောင်းနေနဲ့ obstacle တွေကအဲ့လိုခံနေတာပေါ့နော်အဲ့သွားလာတဲ့အချိန်မှာနည်းနည်းလေးခက်တယ်အဲ့ဒါလေးတစ်ခုမှကျွန်တော်တို့အကန့်အသတ်တွေသွားတိုင်းမပေါက်ဘူးတချို့ချောင်းနေဆိုရင်ဟိုကူးလို့မရတဲ့ခါကျွန်တော်တို့ပြန်ပတ်ရတယ်ဒါမျိုးတွေဖြစ်တာပေါ့အဲ့အခါမှာနည်းနည်းလေးအခက်အခဲရှိအဲ့တော့10ယောက်တန်ရတဲ့အထက်မှာကျွန်တော်တို့ကဟို6ယောက်ကတော့လက်ရှိအုတ်ကန်ဒီတိုက်နေဆေးဦးမှာပဲလက်ရှိကုသဆောင်ရွက်လက်ရှိပါတယ်နောက်တစ်ယောက်ကကျတော့တိုက်ကြီးမှာပေါ့တိုက်ကြီးမှာတစ်ယောက်နဲ့ရန်ကုန်မှာ3ယောက်ပို့ပါရန်ကုန်မှာ3ယောက်ပို့တဲ့ကိုစောစောနိုင်ဆိုတော့မနေ့ကကျွန်တော်တို့ဒီနေ့မနေ့ပေါ့တနားရီလောက်မှာတနားရီလောက်မှာဒါဟိုတည်ဆုံးသွားပါတယ်ဒါကတော့ဟိုခုနပြောတဲ့နိုင်ငံသားတွေအပေါ်မှာပေါ့နော်နိုင်ငံသားတယောက်ရတဲ့အခွင့်အရေးတွေနိုင်ငံသားတယောက်ရတဲ့ right တွေကိုကျွန်တော်တို့ကရဲတပ်ဖွဲ့ကကျွန်တော်တို့ကိုစားပေါ့ဒီပြည်သူတွေရဲ့နစ်နာချက်တွေကိုကျွန်တော်တို့ဖော်ထုတ်နော်ဖော်ထုတ်ဖန်ဆီးအရေးယူနော်ဒါကျွန်တော်တို့အရေးယူဖို့ဒါကျွန်တော်တို့ကဒါကျွန်တော်တို့တောင်းပေါ့နော်ဒါထပ်ပြီးတော့မှလည်းပြစ်မှုကျူးလွန်တဲ့ထဲမှာပါတဲ့သူတွေကိုကျွန်တော်တို့ကဖန်ဆီးအောင်ပါလက်ရှိအခြေအနေတော့အေးချမ်းပါပဲလက်ရှိအခြေအနေတော့အေးချမ်းပါပဲပြည်သူတွေပေါ့နော်ပြည်သူတွေနိုင်ငံသားတိုင်းပေါ့နိုင်ငံသားတိုင်းကျွန်တော်တို့ဖွဲ့စည်းမှုအခြေခံဥပဒေမှာကျွန်တော်တို့နိုင်ငံသားတိုင်းကကျွန်တော်တို့နိုင်ငံတော်အေးချမ်းနိုင်နဲ့တရားဥပဒေစိုးမိုးရေးတွေကိုတာဝန်ရှိတယ်ဆိုတဲ့နော်ပြဋ္ဌာန်းထားတာနော်ပုံမှန်21ပုံမှန်ကွယ်ပုံမှန်21မှာတင်တယ်ကျွန်တော်ထင်တယ်21လို့ထင်ပါတယ်နော်အဲ့ဒီမှာပြဋ္ဌာန်းထားတာရှိပါတယ်နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်တရားဥပဒေစိုးမိုးဖို့နော်ရွအေးချမ်းနိုင်ဖို့နေမြေအေးချမ်းတိုင်ဟာဖို့လုံခြုံမှုဆိုနိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်အဲ့တော့နိုင်ငံသားတိုင်းကဒီအတိတွေရှိအောင်နော်ဒီအတိတွေရှိအောင်အားလုံးမှာတာဝန်ရှိတာပေါ့နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့လက်ရှိနိုင်ငံတော်ရဲ့ဒီမိုကရေစီစနစ်ကိုတွားနေတဲ့ပါတီစုံတွေပါတီတွေနိုင်ငံရေးပါတီတွေအကုန်လုံးလည်းတာဝန်ရှိတယ်ကျွန်တော်တို့နိုင်ငံဒီကျွန်တော်တို့ရဲ့ဝန်ထမ်းအဖွဲ့အစည်းတွေအားလုံးလည်းတာဝန်ရှိတယ်ပြီးတော့ NGO တွေအားလုံးတာဝန်ရှိတယ်အားလုံးနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဒါမှကျွန်တော်တို့နိုင်ငံတည်ငြိမ်ပြီးတော့မှတရားဥပဒေစိုးမိုးမယ်ရရအေးချမ်းသာမယ်တရားဥပဒေစိုးမိုးမယ်ဒါမှနိုင်ငံတကာယဉ်ကျေးမှုတော်မှုတွေလာမယ်ဒါမှနိုင်ငံကတိုးတက်ကြီးပွားလာမှာပေါ့ဗျာဒါလေးကိုတော့တတိထားစေချင်တယ်နိုင်ငံသားတိုင်းတတိထားစေချင်တာပေါ့နော်ဒါလေးတခုတော့ကျွန်တော်ကဒါဟိုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ရဲ့ဒီဟိုလွတ်ဆောင်ချက်အပေါ်မှာပေါ့နော်တရားဥပဒေစိုးမိုးရေးကမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့တောင်းရှိတဲ့သူတွေမှာပဲတောင်းရှိတာမဟုတ်ဘူးနိုင်ငံသားတိုင်းမှာတောင်းရှိပါတယ်အဲ့အတွက်နိုင်ငံသားတိုင်းအားလုံးကနိုင်ငံသားတိုင်းကဒီအတိနဲ့ကျွန်တော်တို့နဲ့တရားဥပဒေစိုးမိုးရေးဆောင်နေတဲ့အဖွဲ့အစည်းတွေပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ဒါလေးကိုကျွန်တော်အနေနဲ့နိုင်ငံသားတိုင်းကိုတိုက်တွန်းခြင်းပါပဲအုတ်ကံမျိုးပြန်လည်တည်ငြိမ်အေးချမ်းခဲ့မှုပေါ်မြို့မိမြို့ဖများရဲ့စကားသံများကိုလည်းည9:00 နာရီသတင်းမှာဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါကြောင်းလေးစားစွာဖြင့်တင်ပြအပ်ပါတယ်ခင်ဗျာ။